နိုင်ငံကုံဆောင်မြမအားကစားသမားများဘသူတွေပါနေမလဲပိသက်ကြီးတို့၏နယ်ပယ်တီးတီးမှာအောင်မြင်နေတဲ့အောင်မြင်ကြိုးစားနေကြတဲ့ကစားသမားတွေအများကြီးရှိကြပါတယ်ဒီနေ့မှာတော့အားကစားလောကမှာနိုင်ငံကိုကြော်ပြီးကမ္ဘာကသိရှိခဲ့ကြသလိုမြန်မာဆိုတာဘာလဲပြသနိုင်တဲ့ဂုံဆောင်ခဲ့ကြသူတွေအကြောင်းတင်ဆက်ပေးကြပါရရှင်နံပါတ်1မောင်လွင်ပြည်သက်ကြီးတည်တဲ့အတိုင်းလက်တလုံးမှာတော့အင်္ဂလန်အခြေစိုက်မန်ယူအသင်းကိုလှပတဲ့သွင်းကိုနဲ့အတူအနိုင်ယူပြလိုက်တဲ့သူကတော့မောင်လွင်ဖြစ်ပါတယ်။မန်ယူလိုထိပ်တဲ့အသင်းကြီးကိုသွင်းနိုင်ခဲ့တာကြောင့်တကမ္ဘာလုံးကဘောလုံးပြည်သက်တွေကမောင်လွင်ကိုသတိထားမိပြီးတော့မြန်မာဆိုတာကိုပါသိရှိသွားခဲ့ကြပါတယ်။နိုင်ငံတကာကဘောလုံးနဲ့ပတ်သက်တဲ့ reaction ဗီဒီယိုတွေမှာလည်းမောင်လွင်က hot ဖြစ်နေခဲ့ပါတယ်။မြန်မာပြည်သက်တွေအားလုံးအတွက်အကယုံမဆုံးဖြစ်ခဲ့ရတဲ့အဒီနေ့ကတော့တမိုင်းတွင်သွားခဲ့ပြီဖြစ်ပါတယ်။အဲဒီနေ့ကတော့မောင်လွင်တယောက်ကမန်ယူကိုအနိုင်ကိုသွင်းယူခဲ့မှုနဲ့အတူမြန်မာဂုံဆောင်သွားခဲ့တာဖြစ်ပါတယ်။နံပါတ်2မေထက်လူဘောလုံးလက်ကမှာစွမ်းဆောင်ကောင်းနေတဲ့အကျရုပ်ရည်ချုံမလှပသူလေးကတော့မြမလက်ရွေးစင်ကစားသမားမေထက်လူပါရှင်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေထဲမှာလည်းမေထက်လူပရိသတ်တွေပါနေကြမယ်ထင်ပါတယ်နော်အကစားလောကမှာဒီလိုချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အရေးချင်းပြည့်စုံတဲ့သူလေးတွေကလက်ချိုးရည်တွဲလို့ရပါတယ်ရှင်မင်းလေးရှိမှမသိလို့အမျိုးသမီးဘောလုံးပွဲကိုမကြည့်ပြတ်တာဆိုတဲ့ကိုမောင်တွေကလည်းအများသားပါပဲနိုင်ငံတကာထိချစ်ဆက်ပြီးတော့ဘောလုံးအကစားကိုထွန်းတောက်စေခြင်းသူလေးမေထက်လူကတော့မြမပရိသတ်တွေတာမကနီဘောနိုင်ငံကပရိသတ်တွေရဲ့အားပေးမှုကိုပါရရှိနေပါတယ်ချစ်စရာကောင်းတဲ့ရုပ်ရည်လေးနဲ့သူမကိုချစ်ခင်ကြတဲ့ပရိသတ်တွေကလည်းအများကြီးရှိနေပါတယ်။အခုလက်ရှိမှာတော့မေထက်လူကအမေရိကန်မှာကျောင်းတက်ရင်းနဲ့အမေရိကန်ကောလိပ်ဘောလုံးအသင်းမှာကစားနေပါတယ်။အသင်းမှာလည်းတွင်ကိုအများဆုံးသွင်းယူထားတဲ့သူဖြစ်ကြောင်းသိရပါတယ်ရှင်။နံပါတ်3တထားသူစားဘောလုံးမှာမေထက်လူစစ်တောင်မှာတထားသူစားလို့ဆိုရမလို့ပါပဲရုပ်ရည်ချုံမောကြအောင်တာမကအရေးချင်းကောင်းတွေနဲ့ပြည့်စုံထားကြတဲ့မိန်းကလေးတွေဖြစ်ပါတယ်။အားကြစရာကောင်းတဲ့မိန်းကလေးနှစ်ယောက်ကိုပြပါဆိုရင်တော့အဲ့ဒါကမေထက်လူနဲ့တထားသူစားပဲဖြစ်ပါလိမ့်မယ်။မြမကုံဆောင်စစ်တောင်မဲလေးကတော့အနုပညာအလုပ်တွေလည်းဝါသနာပါတယ်လို့သိရသလိုရုပ်ရည်ချုံမောမှုကြောင့်လည်းအပိမဲ့ပရိသတ်တွေကတော့အများပြားရှိနေကြမှာပါ။မြမစစ်တောင်မဲတထားသူစားကလက်ရှိမှာတော့ထိုင်းနိုင်ငံဘန်ကောက်မှာစစ်တောင်ရိုက်ပြန်ပွဲဝင်ရောက်ရှင်ပြိုင်နေပါတယ်။တထားသူစားကတော့ကမ္ဘာအဆင့်သတ်မှတ်ချက်86မှာရပ်တည်နေပြီးတော့နိုင်ငံကုံဆောင်နေသူလေးဖြစ်ပါတယ်ရှင်။အခုပြပြပေးခဲ့တဲ့သူတွေကတော့နယ်ပယ်အသီးသီးကမြမကုံဆောင်အားကစားသမားတွေပဲဖြစ်ပါတယ်။သူတို့တွေကဘသူ့ကိုပို့ပြီးတော့အားပေးကြလဲဆိုတာကိုလည်းကွန်မန့်မှာပြောခဲ့ပေးကြပါအောင်နော်။